ကျွန်တော်ကျုံလုံးလေးမျှဝေပြရစီပေါ့နော်ကျွန်တော်ဒီက3ဘိန်း250ဂီယာပေါက်ပေါ့နော်ဂီယာပေါက်ကသူက3ဘိန်း250နေဒီဟာဟို150နေပေါ့နော်နောက်တစ်ခုက200နေဂီယာပေါက်တွေကတော့အတူတူပဲအဓိကကွာသွားရင်ဒီချက်ချောင်းလေးတွေကွာတဲ့ဟာကွာမယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့ကဂီယာပေါက်ဘယ်လိုလုပ်မလဲမတော်တဆကျွန်တော်တို့ကကိုင်းနေနေပေါ့ဂီယာပေါက်တွေကဒီမှာပြုတ်ကျသွားတယ်ပေါ့နော်ပြုတ်ကျသွားမယ်ဆိုရင်သူကဒါအကုန်ပဲပြုတ်ကျလို့ရတယ်ဗျာဒါဟိုဘက်ဂီယာဝင်လာတဲ့ဒါဂီယာပေါက်ချက်ကြည့်ပေါ့နော်ပြုတ်ကျသွားရင်ဒါမျိုးပြုတ်ကျသွားနိုင်တယ်အဲ့ဆိုကျွန်တော်တို့ကဘယ်လိုတက်မလဲပေါ့နော်ဥပမာဒီပီနီယံတက်မယ်ပေါ့နော်ဒီပီနီယံတက်မယ်ဒီထက်မှာကြိုက်တဲ့ပီနီယံနဲ့ဒီဘက်ကိုစတက်မယ်ဆိုရင်ဒီဘက်ကိုအရင်ကြည့်ရမယ်အခုဒီကောင်ဆိုရင်တက်လို့မရဘူးဗျအချောင်းကြီးဒီမယ်တက်လို့မရဘူးအဲ့ဆိုဒါမဟုတ်ဘူးဒီကောင်လည်းတက်လို့မရဘူးဒီမယ်အချောင်းကြီးဖြစ်နေတက်လို့မရဘူးအဲ့ဆိုဘယ်ရတက်မလဲဒါပဲတက်လို့ရမှာပေါ့နော်ဒီကောင်ပဲတက်လို့ရမှာဒီကောင်တက်တဲ့နေရာမှာလည်းသူကမှားရင်ဟိုဘက်ဒီဘက်မှားရင်တက်လို့မရဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့သူကအခုဒီကောင်ဆိုရင်ဒီမယ်ဘူးကြိတ်ဒီမချိတ်ဘူးလေဘူးကြိတ်ဒီမချိတ်ဘူးအဲ့တော့ကျွန်တော်တို့ကဘယ်လိုပြန်ပြောင်းတက်မလဲဆိုတော့ဒီလိုပဲပြန်ပြောင်းတက်မယ်ဒီလိုတက်ရင်မှန်တယ်ပေါ့နော်ဒါမျိုးတက်ရုံပဲပေါ့နော်ပြီးသွားပြီပြီးသွားရင်နောက်တစ်ခုကျွန်တော်ကျန်တဲ့ဟာဘယ်ကတက်လို့မရဘူးဗျသူကနဲ့သူမမှန်ရင်ပေါ့နော်ပြီးရင်ဒီကောင်ဝါရှာလေးတက်မယ်ပေါ့နော်ဝါရှာဆိုလဲသူကနဲ့သူကြိုက်မှာပဲတက်လို့ရတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဒါပြီးရင်ဒါဘယ်ဟာကိုတက်ရမလဲဆိုတော့ကျွန်တော်တို့ကဒီပီနီယံတက်မယ်ဆိုလဲဒီမှာချောင်းနေရတက်လို့မရဘူးအဲ့ဆိုဒါမဟုတ်ဘူးအဲ့ဆိုဘယ်အောင်ဆိုဒါပဲဖြစ်နိုင်တယ်ပေါ့နော်ဒီကောင်လေးပဲဖြစ်နိုင်တယ်ဒီကောင်လေးတက်မယ်ပေါ့နော်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုတက်မလဲပေါ့နော်အဲ့ဆိုကျွန်တော်တို့ကဒီပီနီယံမှာအရာလေးတွေပါရနော်ဒီမောင်းလေးတွေနဲ့လေဒီကောင်လေးတွေနဲ့ချိထားတဲ့အရာလေးတွေကအတွင်းနဲ့ပဲတက်ရမယ်ဒီလိုအပြင်ဒီလိုတက်တယ်ဆိုရင်ဒါမှားသွားပြီပေါ့နော်မှားသွားအဲ့ဆိုအတွင်းနဲ့ပဲတက်ရမယ်ပေါ့နော်အတွင်းနဲ့တက်အဲ့ဆိုဒီကောင်ချောင်းနေဆိုရင်သူကဒီမှာဘွတ်ပါတယ်ဘွတ်ကလေးဘွတ်ပါသွားပြီပေါ့နော်ဒါတက်ပြီးသွားပြီပြီးလို့ရှိရင်တော့ဒီကောင်ပါတယ်ဒီကောင်လည်းသူ့မှာဒီလိုဘွတ်ကလေးပါသေးရနော်ဒီလိုဘွတ်ကလေးပါသေးရဒီကောင်ကကစ်ပီနီယံခေါ်ပါနော်အဲ့ကောင်လေးတက်ပြီးရင်ဒီကောင်ကဝါရှာလေးတက်ပေါ့နော်ဒီကစ်ပီနီယံကကြတော့ဘလို့တက်ဒါအဆင်ပြေရပေါ့နော်ဒါသူ့နဲ့သူမှန်အောင်တက်ချင်တယ်ဆိုရင်တော့ဒီမှာသူ့မှာအရာလေးတွေတိုက်ထားတဲ့အရာလေးတွေကဒါအပေါ်ဂီယာပေါက်ပြားနဲ့တိုက်ထားတဲ့အတွက်ဒီကောင်ပဲဒီလိုတက်ပြီးရင်ဝါရှာတက်ဒီဘက်ဆိုလဲဒီရှက်ဘက်ဆိုလဲပေါ့နော်ဒါနှစ်ခုဘယ်ကအရင်တက်ရမလဲပေါ့ဘယ်ကအရင်တက်ရမလဲဆိုတော့ဒါကြီးတက်မယ်ဆိုရင်အဆင်မပြေဘူးပေါ့နော်ဒီကောင်တယောက်တည်းဆိုတော့အဆင်မပြေဘူးဒါကြီးတက်ဒီကောင်တက်မယ်ဆိုလို့ရှိရင်ဒါတက်လို့မရဘူးဒီမဲ့ဒီကောင်လှန့်ချိတ်လို့အောက်ကဒီမောင်းလေးကလှန့်ချိတ်လို့မရဒီကောင်လေးကလှန့်လို့မရတော့အဲ့ဆိုဘယ်ရတက်မလို့ဆိုတော့ဒီကောင်တက်ရမယ်ဒီကောင်ဆိုရင်ဘယ်လိုတက်ရမလဲဆိုတော့ဒီလိုတက်ရင်မှန်တယ်ပေါ့နော်ဒီလိုတက်ရင်မှားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ဒီမှာရှိရဘူးလေးတွေကအလုပ်လုပ်စရာသူ့ဒီအောက်မှာပီနီယံနေရာမပါတဲ့အတွက်ဒီလိုပဲတက်ရမယ်အဲ့ဆိုမှန်တယ်ပေါ့နော်အဲ့ဆိုဒီကောင်ဆိုလဲဘယ်လိုကအတက်ဘယ်လိုကပြောင်းမြန်လို့ဆိုတော့သူ့မှာဒီမှာအရာလေးတွေပါတယ်အဲ့အရာလေးတွေကအောက်ကပဲဒီလိုပဲထတက်ပြရမှာပေါ့နော်အဲ့ဆိုရင်ဒါမှန်သွားပြီပေါ့နော်ဒါကပီနီယံအဓိကသူ့ရဲ့ဒါဟိုဘယ်လိုပြောရမလဲဆိုတော့ဒီသူ့ရဲ့လှုပ်ပုံကသိထားရမယ်ပေါ့နောက်တစ်ခုကဘက်မှရင်လည်းသူကတက်လို့မရဘူးဗျာတစ်ခုနဲ့တစ်ခုဒါဘယ်လိုအလုပ်လုပ်တယ်ဒါဆိုရင်ဒီလိုအလုပ်လုပ်တယ်ပေါ့နော်ဒီလိုဖြစ်တယ်အဲ့ဆိုရင်ဒီပီနီယံပြောင်းနေတက်လို့မရဘူးအဲ့ဆိုအကုန်လုံးပီနီယံတက်ပြီးသွားရင်မှန်ဘယ်လိုစစ်မလဲပေါ့နော်မှန်ဘယ်လိုစစ်မလဲဆိုတော့ဒါမင်းရှက်ဂီယာပေါက်ကြည့်ပေါ့နော်သူကဘယ်လိုလာအောင်ဆိုတော့ဒီလိုလာတာပေါ့နော်ဒါမျိုးလာတာဒီလိုတွဲရက်လာတာပေါ့နော်တယောက်တည်းဆိုတော့တွဲရက်လာဆိုရင်ကျွန်တော်တို့ကပီနီယံနေဒီလိုနှစ်ခုရှင်းကြည့်လိုက်မယ်ပေါ့ရှင်းကြည့်လိုက်လို့ရှိရင်ပီနီယံလေးကသူ့ဟာနဲ့သူစီဒီလိုဂျားလေးရပေါ့နော်စီချိတ်နေရဆိုရင်မှန်တယ်ပေါ့နော်ဒီကောင်ကကစ်ပီနီယံဒီကောင်ကဒီမှာကလပ်ကောင်ကနေလာတဲ့ဘုတ်ကနေပြီးတော့ဒီမှာကစ်ကိုတိုက်ရိုက်ယုံပြီးထားတဲ့ပီနီယံပေါ့ဒီကနေမှကစ်ပီနီယံနဲ့ဒီကောင်နဲ့ချိတ်တယ်ဒီကောင်ကနေမှကလပ်အောင်ချိတ်တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့1 2 3ဘယ်လိုခွဲမလဲဆိုတော့ကျွန်တော်လေဒီကလပ်အောင်ကနေပြီးတော့စယုံမဲ့အတွက်အသေးကနေအကြီးကိုယုံနေတဲ့ဒါ1ပဲပေါ့နော်ဥပမာဒီကောင်ဆိုရင်ဒါအသေးဆုံးပဲအသေးဆုံးကနေမှဒီမှာအကြီးဆုံးဖြစ်တဲ့အတွက်ဒီမှာ1နောက်တစ်ခုက2ကဘယ်ဟာဖြစ်နိုင်လဲဆိုတော့သူ့ထက်သေးတဲ့ဟာဒီကောင်ပေါ့နော်ဒီကောင်ကနေပြီးတော့ဒီမှာကြီးဆုံးဖြစ်တဲ့ဒီမှာရုံးတဲ့အတွက်ဒါ2ပေါ့နော်တတိဆိုရင်ဘယ်ဟာရွေးမလဲဆိုတော့တတိဆိုရင်ဒီပီနီယံနဲ့ချိတ်တယ်ပေါ့နော်ဒီပီနီယံနဲ့ချိတ်တဲ့အတွက်ဒီပီနီယံဒီတတိဆိုရင်ဒီကောင်ပေါ့နော်ဒီကောင်ကဘယ်လိုအောင်ဆိုတော့သူကဒီထက်မှာစိုက်ကမကွန်မကွာလေးပေါ့ဒီကောင်ဆိုရင်နည်းနည်းလေးတူသွားပြီပေါ့ဒီကောင်ဆိုရင်လုံးနှစ်ခုပီနီယံနှစ်ခုတူသွားပြီအဲ့ဆိုဒီကောင်ကတတိပေါ့နော်ဒီကောင်နဲ့ချိတ်တာတတိဒီကောင်နဲ့ကအဲ့ဆိုရင်4ပေါ့နော်ဒီကောင်နှစ်ခုက5ဘောင်းဆိုပီနီယံနှစ်ခုကလုံးဝ level ဖြစ်သွားပြီပေါ့နော်5သွားပေါင်းဆိုအသေးကနေအကြီးကိုရုံးတဲ့အတွက်ပို့ပြီးတော့နှေးမယ်ပေါ့နော်ပို့ပြီးတော့နှေးမယ်ဒါဆိုရင်ကလပ်အောင်ပီနီယံပေါ့နော်ကလပ်အောင်ဘက်ကလာကလပ်အောင်ဘက်ကပီနီယံဒါဆိုရင် तू ကဒီမှာမပြုတ်တော့ဘူးဗျာမပြုတ်တဲ့အတွက်ဒါကတော့ထက်စဉ်းစားစရာမလိုအဲ့မှာ तू ကဒီမှာဝါရှာလေးတစ်ခွက်မှပါဒီဝါရှာလေးကဘယ်နာထားလို့ထားမှမသိဘူးဖြစ်တယ်ဆိုရင်ဒီမှာကလစ်ပါရနော်အဲ့ကလစ်ပါရဲ့နေရာဝါရှာပဲပါမှာပေါ့နော်အဲ့ဆိုရင်ဒါက
ဒီဟာလေးကျွန်တော်တက်တော့မယ်ဒါတက်တော့မယ်ဆိုရင်ဒါဘယ်လိုတက်ရမှန်းမသိဘူးပေါ့နော်ဒီလိုတက်ရမလားမသိဒီလိုတက်ရမလားဆိုဒီလိုတက်မယ်ဆိုရင်ဘယ်လိုမှအဆင်မပြေတော့ဘူးနော်တက်လို့ကဘယ်လိုမှအဆင်မပြေအဲ့ဆိုကျွန်တော်တို့ကဒီလိုပဲတက်ရတော့မှာပေါ့နော်ဒီလိုပဲတက်ရတော့မှာဒီလိုတက်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုတက်မလဲပေါ့နော်ဘယ်လိုတက်မလဲဆိုတော့ဒီမှာသူ့မှာဒါကလန့်ဝါဖြစ်တဲ့အတွက်ကလန့်ဝါဟာပဲရှေ့ထားမယ်ပေါ့နော်ပြီးရင်သူ့မှာဒီမှာဘုတ်ကလေးနှလုံးပါတယ်ပေါ့နော်ဘုတ်ကလေးနှလုံးအရင်ထည့်လိုက်မယ်ဒါဆိုရင်ဒီဘက်ကတစ်ချမ်းပြီးသွားပြီနော်ဒီဘက်တစ်ချမ်းဆိုလဲရှင်ဒီနှလုံးဘယ်လိုတက်ရမလဲပေါ့နော်အဲ့ဆိုကျွန်တော်တို့ကဓာတ်တက်မယ်ဆိုရင်လည်းဒီကောင်လေးကအလုံးမလုံးတော့ဘူးပေါ့နော်ဒီကောင်လေးအလုံးမလုံးတော့ဘူးဒီမှာလုံးစရာနေရာမရှိတော့ဘူးမရှိတဲ့အတွက်ဒီကောင်ကတော့မဖြစ်နိုင်ဘူးဒီကောင်ပဲတက်မှာဒီကောင်ဆိုလဲဘယ်လိုပြောင်းပြန်တက်မလဲအတက်တက်မလဲဆိုတော့ဒီလိုဆိုရင်လည်းသူကအလုံးလုံးစရာမရှိဘူးပေါ့အဲ့ဆိုတော့သူကဒီလိုပဲဖြစ်နိုင်တော့ပဲဒီလိုပဲတက်ရတော့မှာပေါ့နော်ဒီမှာဒါမှသူကအလုံးလုံးနိုင်တော့မှာပေါ့နော်ပြီးရင်ဒီကောင်လေးတက်မယ်ဒီကောင်လေးကဘက်မရှိဘူးနော်ပြောင်းပြန်တက်လို့ရတယ်ပြီးရင်ဒီကောင်လေးတက်မယ်ပြီးရင်ဝါရှာလေးတက်မယ်ပေါ့နော်ဒါဆိုပြီးသွားပြီပေါ့နော်သူကလည်းသူမဟုတ်ရင်တက်လို့မရဘူးဗျာဒါလေးအလုံးလုံးပေါ့နော်တက်ပြီးသွားရင်ဒါလေးအလုံးလုံးမလားဒီဂျိတ်ကလေးတွေပေါ့နော်အလုံးလုံးမလားဥမာဒီကောင်ဆိုလို့ရှိရင်ဒီမှာဒီဂျိတ်ဆိုလို့ရှိရင်ဒါတကယ်လို့ဖြုတ်မိသွားလို့ရှိရင်ဒီဘက်ကနဲ့ဒီဘက်နဲ့ဆိုရင်တက်မရဘူးဒီနှစ်ခုကဒီလိုအတွင်းမကြတော့ဘူးအဲ့အမျိုးလေးပေါ့နော်ဒီကောင်ပြန်တက်မှာပေါ့နော်ဒါကလန့်ဘက်ကရာပေါက်ရှက်ပေါ့နော်ပြီးသွားပြီပေါ့မှန်ကတော့ဒီလိုလေးတိုင်ကြည့်ရင်ပေါ့နော်သူ့ရဲ့အလုပ်လုပ်ပုံဒီလိုလေးတိုင်ကြည့်ပီနံလေးတစ်ခုနဲ့တစ်ခုစီရီနဲ့ပေါ့နော်ချိတ်ဆက်နေရမှန်ကန်တယ်ဆိုလို့ရှိရင်ပီနံတက်တာမှန်တယ်ပေါ့နော်ဝါရှာလေးတွေကသူကအဓိကဘယ်နေရာမှာသုံးလဲဆိုတော့ဒီကလစ်ပါတဲ့နေရာမှာဝါရှာသုံးတယ်ပေါ့နော်အဲ့လိုမျိုးဒီပီနံဆိုလို့ရှိရင်ဒီမှာဒီလိုကလစ်ပါတဲ့နေရာမှာနော်ကလစ်ပါတဲ့နေရာမှာဝါရှာသုံးတယ်ပေါ့နော်ဒီကောင်းဆိုဒီမှာကလစ်ပါရဲ့ဒီဘက်မှာဝါရှာသုံးထားတယ်ပေါ့နော်အဲ့လိုလေးပဲပေါ့နော်ဒါသိရသူရှိတယ်လို့မသိရသူအတွက်မျှဝေပြရပေါ့နော်